ရှိရှိတုန်းကတောင်တန်းတွေကြားကငြိမ်သက်တဲ့ရွာလေးတစ်ရွာမှာကျင်နာတတ်တဲ့အဖွားအိုတစ်ယောက်နေထိုင်ခဲ့ဘူးတဲ့ကတညမှာတော့ကောင်းကင်ကနေကြက်ကလေးတွေဟာနှင်းပွင့်လေးတွေလိုတဖွဲဖွဲကြွေကြလာခဲ့တဲ့ကအဖွားအိုဟာပြတင်းပေါက်ကနေကြက်ကလေးတွေကိုကြည့်ပြီးစိုးရိမ်စိတ်တွေဝင်လာခဲ့တဲ့ကကြွေကြလာတဲ့ကြက်ကလေးတွေဟာတဖြည်းဖြည်းရောင်မိန်လာပြီးအလင်းရောင်တွေပျောက်ကွယ်လို့နီးပါးဖြစ်နေခဲ့တဲ့ကအဖွားအိုဟာကြက်ကလေးတွေကိုဂယူးတစိုက်ကောက်ယူပြီးသူ့ရဲ့နှွေးထွေးတဲ့အိမ်လေးထဲကိုခေါ်လာခဲ့တဲ့ကကြက်ကလေးတပွင့်ချင်းစီကိုနူးညံ့တဲ့အဝတ်စနဲ့တန့်စင်ပေးပြီးသူတို့လေးတွေပြန်လဲတောက်ပလာဖို့တိုးတိုးလေးစကားတွေပြောပေးခဲ့တဲ့ကမိဖို့နားမှာထားပြီးတော့ကြက်ကလေးတွေဟာတဖြည်းဖြည်းပြန်လဲလင်းလက်လာခဲ့တဲ့ကအဖွားအိုဟာသူ့အိမ်နောက်ဖေးမှာကြက်ကလေးတွေအတွက်တီးတန့်ဥယျာဉ်လေးတစ်ခုဖန်တီးပေးခဲ့တဲ့ကကြက်ကလေးတွေကိုမြေကြီးထဲမှာဂယူးတစိုက်စိုက်ပျိုးပြီးယူညတိုင်းတချင်းလေးတွေဆိုပြီးပြုစုဆောင်ရှောက်ပေးခဲ့တဲ့ကအဖွားအိုရဲ့ကျင်နာမှုကြောင့်ကြက်ကလေးတွေဟာပိုပြီးတောက်ပလာခဲ့ကြတဲ့ကရွာသားတွေဟာလည်းအဖွားအိုရဲ့ကြက်ဥယျာဉ်ကိုကြည့်ပြီးအံ့ဩဝမ်းသာဖြစ်ခဲ့ကြတဲ့ကတညမှာတော့အဖွားအိုရဲ့ဥယျာဉ်ထဲကအတောက်ပဆုံးကြက်ကလေးတွေဟာကောင်းကင်စီကိုဖြည်းဖြည်းချင်းပြန်တက်သွားခဲ့တဲ့ကအဖွားအိုဟာဝမ်းသာမျက်ရည်လေးတွေနဲ့ကြက်ကလေးတွေကိုနှုတ်ဆက်ခဲ့တဲ့ကကောင်းကင်ကြီးဟာကြက်ကလေးတွေနဲ့ပြန်လဲပြည့်နှက်ပြီးအရင်ကထက်ပိုပြီးတောက်ပလာခဲ့တဲ့ကရွာသားတွေဟာလည်းကောင်းကင်ကိုမောကြည့်ပြီးပျော်ရွှင်စွာဂုဏ်ပြုခဲ့ကြတဲ့ကအဖွားအိုဟာသူ့ရဲ့ကြက်ကလေးတွေကောင်းကင်မှာလင်းလက်နေတာကိုကြည့်ပြီးပျော်ရွှင်စွာပြုံးနေခဲ့ပါတော့တဲ့က